Euro USD အတွဲကအန်တိတ် trade လို့မကောင်းဘူးလို့ယူဆတဲ့အတွက်ကျွန်တော်အခြားငွေကြေးအတွဲတစ်ခုကိုထွေလိုက်မယ်နော် option နဲ့က digital နဲ့က Euro Japan ငွေကြေးတွဲလေးကိုထွေမယ် Euro Japan ငွေကြေးတွဲလေးကိုထွေမယ်ဒါဆိုရင်ကျွန်တော်တို့အမြင့်ဆုံးဈေးကဒီနန်းမှာအနိမ့်ဆုံးဈေးကဒီနန်းမှာအခုဆိုအလဲဆက်ပြီးဆင်းသွားနိုင်တယ်လို့ဒီပုံလက်တက်သွားနိုင်တယ်ကျွန်တော်အမြင်တော့ဒါ down trend ပေါ့နော် down trend အချိန်အဲ့တော့ကျွန်တော် frame 15မိနစ်ပြန်ထားလိုက် down trend ချိန်ဒါ down trend အချိန်ပေါ့နော်အဲဆိုရင်သူတက်မှာလားဗာဒီမှာဒီ EMA 6မြင် EMA 12မြင်ကိုအောက်ကနေအပေါ်ပင့်မှာလားမပင့်ဘူးလားမာယာများတာလားပါလားပေါ့နော်ကျွန်တော်ဒီမှာ$5နဲ့ဝင်မယ်ပေါ့ဗျာကျွန်တော်စောင့်ကြည့်လိုက်အောင်မယ်မဖောက်သေးဘူးထင်ရှားမှဝင်လိုက်မယ်နော်ထင်ရှားမှဝင်မယ်သူကဖောက်မလို့မဖောက်ဘူးလို့မာယာများပြတယ်သူက down trend ဆို down ပါဗျာဟုတ်လားအဲ့တော့ကျွန်တော်ဒီ1မိနစ်နဲ့ကျွန်တော် down trend ကိုနှိပ်လိုက်မယ်ဒါပေမဲ့ down trend ရဲ့အနိမ့်ဈေးကိုမနှိပ်ဘူးဒီနဲ့အမြင့်ဆုံးဈေးနဲ့နှိပ်အဆောင်လိုက်အပေါ်တက်အဆောင်လိုက်ဟုတ်ပြီဝင်လိုက်ပြီဒါဆိုရင်ဒီအစိမ်းမြင့်ကနေအနီမြင့်ဖြစ်တယ်ပြီးရင်နောက်ထပ်အမြင့်မြင့်ဆိုထက်ကျဖို့များတယ်ပေါ့နော်သူကကန်တယ်က2တုံး3တုံးဇက်တိုက်သွားတတ်တယ်ဗျအခုဒီမှာကြည့်ရင်အစိမ်း2တုံးပြီးရင်အစိမ်း4တုံးသွားတယ်ပြီးရင်အနီ2တုံးသွားတယ်ပေါ့နော်ပြီးရင်ဒါဆိုတော့အစိမ်း2တုံးသွားတယ်ဒါပေမဲ့ဒါအကျပါပဲအမြင့်ဆုံးကဒီလောက်ပဲရှိတယ်ဒီမှာအနီဇက်တိုက်သွားတယ်ပြီးအစိမ်း2တုံးသွားအခုလဲဒီမှာအနီ2တုံးဝင်ပြီဖြစ်တဲ့အတွက်2တုံး3တုံးဝင်နိုင်တယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်က down trend ကိုနှိပ်လိုက်တာဗျာ10 minute signal နဲ့ခုဒါဆိုအနီ2တုံးဖြစ်သွားပြီအနီ2တုံးဖြစ်သွားပြီဒါတက်မယ်ဆိုရင်အနီ2တုံးနဲ့ရက်မယ်ဒါကျမယ်ဆိုရင်အနီ3လုံးဖြစ်မယ်ပေါ့နော်ဒါ price action ကိုကြည့်ပြီးတော့ကျွန်တော်တို့ဝင်တဲ့သဘောပေါ့ဗျာနော် price action ကိုကြည့်ပြီးဝင်လိုက်တဲ့သဘောအခုအနေထားကတော့အခြေအနေကောင်းတယ်ခံမှန်းတာမှန်တယ်လို့ပြောရမယ်ရုပ်တရက်အပေါ်စောင့်တက်သွားရင်တော့ကျွန်တော်ဝင်တဲ့$5ရှုံးမယ်ပေါ့နော် okay အခြေအနေ2 3 1ကိုကောင်းပါခင်ဗျာအဲ့တော့အခုလို trading နဲ့ပတ်သက်တဲ့ knowledge တွေ trading နဲ့ပတ်သက်တဲ့ free class တွေကို Zoom ကနေ knowledge sharing တွေပေးနေပါတယ်เนาะပတ်စံတစ်ပြားတစ်ချက်မှမကုန်ပါဘူးငွေပေးတက်ရတဲ့အတန်းတွေလည်းရှိပါတယ်ဒါပေမဲ့ Zoom ကနေ knowledge sharing လုပ်ပေးပါတယ်အဲ့ free class တွေတက်ချင်တဲ့ account ဖွင့်ချင်တယ်ဆို chat box comment ကနေ link လာတောင်းပေးပါကျွန်တော်သက်ဆိုင်ရာ group link တွေပေးပါမယ် account ဖွင့်ဖို့ link တွေချပေးပါမယ်เนาะကျေးဇူးတင်ပါတယ်ဗျာ online ကနေငွေတွေရှာဖွေနိုင်ကြပါစေ